အဲ့တော့အဲ့မှာရှိတယ် segmentation ကိုခွဲလိုက်မယ်ဒီ slide ပြီးရင်တော်ပြီเนาะအဲ့တော့ဒီနေ့တော့မပြီးဘူးနောက်တစ်ပတ်ထပ်တင်အဲ့တော့ segmentation ကိုခွဲမယ်အဲ့တော့ခေါင်းကရှေ့မှာပြောပါတယ် STP မှာเนาะ T နဲ့ B နဲ့တော့ရှင်းတယ် segmentation ကိုထပ်ပြပါမယ်ဘာတွေပါလဲအဲ့တော့ तू က geographic တို့ demographic တို့နောက်ပြီးလို့ရှိရင် physiographic တို့ behavior တို့ဒါတွေပါတယ်အဲ့တော့ geo ကပါလဲဘယ်နိုင်ငံမှာနေလဲဘာလိုမျိုးလဲဘာတွေကိုးကွယ်လဲဒါမျိုးတွေပြောတာ demo ကအသက်ဘယ်လောက်လဲယောက်ျားလေးလားမိန်းကလေးလား education ဘယ်လောက်လဲ तू လာတာဘယ်လောက်ရလဲဒါမျိုးတွေဒီမှာကျတော့ psycho နဲ့ဆင်တာကျတော့ lifestyle ကဘယ်လိုရှိလဲ social class ကဘယ်လိုရှိလဲသူက personality ကဘယ်လိုရှိလဲဒါတွေအားလုံးကလေတခြားလူတွေမသိဘူးလို့ကျွန်တော်တို့ social status မှာကျွန်တော်သွားပြီးတော့ပေါ်တယ်ဥပမာနမူနာပြပြမယ်ကျွန်တော်တို့ TikTok သုံးတယ် Facebook သုံးတယ်ဥပမာကျွန်တော်ရဲ့ Facebook ကိုကြည့်မြင်ဆိုလို့ရှိရင်အများပြန်ဘာတွေရှိလဲဆိုတော့စာနဲ့ပတ်သက်တဲ့ဟာတွေတက်တယ်ဟာတာနဲ့ပတ်သက်တာတွေတက်တယ်ပြီးသွားလို့ရှိရင်ဟိုဒီတရားနဲ့ပတ်သက်တဲ့ဟာတွေတက်တယ်ကျွန်တော်အမြင်နဲ့ဒါပဲရှာတာဒါကြောင့် Facebook marketing နေပြီသူ့ရဲ့လှုပ်ဆောင်မှုဒီလူဒီဘာကြိုက်လဲဆိုတာသိတယ်ဥပမာကျွန်တော်ကအမြင်နဲ့ဒါပဲကြည့်တော့ကျွန်တော်ဒါကြိုက်တယ်အဲ့တော့တခြားသောဥပမာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ရောင်းတဲ့လုပ်ငန်းတွေကမီဒီယာဘိုင်းကြောင်းချတာပေါ့ boost လုပ်တယ်အဲ့လိုကြောင်းချဆိုကျွန်တော်ဦးစားပေးပြပေးတယ်လို့မြင်ဥပမာကျွန်တော် YouTube ထဲဝင်လိုက်ပြီဆိုသိကြတယ်ကျွန်တော်ဒီမှာ YouTube မှာအမြင်တမ်းပေါ်နေတာကျွန်တော် YouTube account 2 account ရှိတယ်ဒီဘက်ကကျွန်တော်မောင်တက်အောင်ဆိုတဲ့ account မှာဝင်လိုက်ပြီဆိုရင်ဘာပဲရှိဆိုတော့ပါကျုပ်တရားပဲရှိတယ်ပါကျုပ်ဆရာတော်ရဲ့တရားနာတယ်အဲ့တခုရှိတယ်ဟိုဘက် account တစ်ခုကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့နာမည် nickname နဲ့ဝင်တဲ့ account ဆိုရင်ဘာပဲပေါ်လဲဆိုတော့ဟိုပါပေါ်တယ်ဟာတာဝင်ကပါပေါ်တယ်ကျွန်တော်ထမင်းစားရင်ကျွန်တော်ဟာတာကြည့်ပြီးတော့ထမင်းစားအချင်းအဲ့အမှတွတ်လက်တို့ဒိန်းအောင်တို့အဲ့ကွာတော့ဗောနော်ဗာလဲကွာတို့လို့လဲခင်လိုင်းတို့အဲ့ဟာတာတွေပဲပေါ်တယ်ပြောချင်တာ social media အားလုံးဒီကိုရှာတာကိုပဲကိုတွေ့တာသူတို့ကအဲ့ behavior ပေါ်မူတည်ပြီးတော့တိစောက်ထားတာအဲ့ဒါတော့ကျွန်တော်တို့ကဒီဘက် social media marketing digital marketing မှာဒီဘက်က strategy နဲ့ချိန်ပြီးတော့ဘယ်လိုလုပ်ကြမလဲဆိုတာပြန်သုံးရမှာနော်အဲ့ဒါဒီ STP မှာ segmentation မှာအဲ့ဒါအကုန်ပြန် link ချိန်နေတာနောက်ပိုင်းသင်ခန်းစာတွေမှာအဲ့ဒါအသေးစိတ်ပါလိမ့်မယ်ဒီမှာတော့အကြံဉာဏ်ချုံပြီးတော့ပြောသွားတာ Begin your future with ATBC.